Kuala Lumpur က luxury အဖြစ်ဆုံး shopping mall တွေကတစ်ခုဖြစ်တဲ့ TRX mall ကိုကျွန်တော်အခုရောက်နေတာဖြစ်ပါတယ်ဒီ mall ကကျွန်တော်2023 November လမှာပဲစတင်ဖွင့်လိုက်တာဖြစ်ပြီးတော့မှဖွင့်ထားတာတိတ်မကြသေးတဲ့ shopping mall အသစ်ဖြစ်ပါတယ်ပြီးတော့အရန်ကိုခမ်းနားတဲ့ပြင်ဆင်မှုတွေဆိုင်ခန်းတွေနဲ့ဆိုင်ခန်းပေါင်း400ကျော်ပြီးတော့စားဖို့တောက်ဖို့နေရာတွေအပါအဝင်ဒီ rooftop City Park ဆိုတာလည်းတော်တော်နာမည်ကြီးရဲ့နေရာလည်းရှိပါတယ်ပေါ့နော်ဆော်ကြတဲ့အကုန်လုံးလည်းကျွန်တော်နောက်ပိုင်းမှာလိုက်ပြီးတော့ပြပေးပါမယ်အတူလိုက်ကြည့်ရအောင်ဒီ shopping mall ထဲမှာအရန်ကို luxury brand တွေဖြစ်တဲ့ Gucci, Chanel, LV နဲ့ပြီးတော့ကျွန်တော်တို့ Apple showrooms တွေအပြင်ကျွန်တော် electronic showroom တွေအများကြီးဖွင့်လှစ်ထားတာကိုကျွန်တော်သိရှိရမှာဖြစ်ပါတယ် TRX mall ကအခြားသော mall တွေနဲ့မတူတာကကျွန်တော်တို့ဒီ mall ထဲမှာရှောက်လေလို့ရှိရင်ညောင်းလို့ရှိရင်ထိုင်လို့ရတဲ့နေရာတွေလည်းအခုလိုမျိုးအနောက်မှာမြင်ရတဲ့အတိုင်းပဲတသက်ရက်ထားပေးထားပါတယ်ဆိုတော့ဆိုင်ခန်းတွေကိုရှောက်ပတ်ကြည့်မယ်တကယ်လို့များညောင်းနေဆိုလို့ရှိရင်အဲ့ထိုင်ကုန်တွေမှာခဏလေးအနားယူပြီးတော့မှအညောင်းအညာဖြေလို့ရပါတယ် TRX shopping mall ရဲ့အပေါ်ကပန်းချံဖြစ်ပါတယ်ဒီနေရာကတော့ food exchange လို့ခေါ်တဲ့ food court မှာပေါ့နော်အားလုံးစားကြပါအောင်